Hola everyone အားလုံးပဲမင်္ဂလာပါရှင်ဆိုတော့ဒီ channel မနေ့တုန်းကဒီ slope formula လေးနှစ်ခုကိုသင်ခဲ့ပြီးပါပြီပေါ့နော်အဲ့မှာ m equal to y2 minus y1 by x2 minus x1 နဲ့ဒီ point တွေကိုသုံးပြီးတော့ရှာတဲ့ပုံစံလေးနဲ့ဒီ channel တွက်ခဲ့ပြီးသွားပြီဆိုတော့ဒီနေ့မှာတော့ဒီ channel m equal to right spiral နဲ့ရှာနည်းလေးကိုဆက်ပြီးတော့လေ့လာကြပါမယ်ဆိုတော့ကြည့်ရအောင် right spiral နဲ့တွက်တဲ့အခါကျရင်ဒီ channel ပထမဦးဆုံး slope ရဲ့လက္ခဏာကိုစဉ်းစားမယ်အခုနဒီချေပြောလိုက်တယ်ဒီချေရဲ့ line ကဒီလို left to right တက်သွားရင် slope တန်မှု positive ဒီလို left to right ထောင်းသွားရင် slope တန်မှု negative အခုဒီပုံစံကြည့်လိုက်တာနဲ့ slope တန်မှုအပေါင်းပြီးသွားရင်သူ့ရဲ့ formula က rise by run ဆိုတော့ rise ဆိုတာကလေvertical distance ကိုပြောတာပါrun ဆိုတာကကြတော့ horizontal distance ကိုပြောတာပါအဲ့တော့ right spiral နဲ့တွက်တဲ့အခါကျရင်ပထမဦးဆုံးသတိထားရမှာကတကယ်လုံးမှတ်ထားရမှာကကွက်တိဖြစ်တဲ့အမှတ်နှစ်မှတ်ကိုယူမယ်နော်ကွက်တိဖြစ်တဲ့ဒီချေက point နှစ် point ကို right triangle ပုံသဏ္ဍာန်ဆက်မယ် right triangle ပုံသဏ္ဍာန်ဆက်မယ် okay ဒီမှာဆိုရင်ဒီချေကသူယူရတဲ့အမှတ်နှစ်မှတ်ကိုပဲဒီချေကယူရလိုက်မယ်ဒီအမှတ်နှစ်မှတ်ကိုယူလိုက်မယ်အဲ့တော့ right triangle ပုံသဏ္ဍာန်ဆက်မယ်ဆိုတော့ဒီလို down man 3 ပုံသဏ္ဍာန်လေးဆက်လိုက်မယ်အပေါ်ကဆက်လိုက်ရတယ်ဒီလိုမျိုးအောက်ကနေဆက်လိုက်ရဒါလိုအောက်ကနေဆက်လိုက်ရတယ်ဒီလိုမျိုးတစ်ချက်တော့အပေါ်ကနေဆက်လိုက်ရတယ်ကြိုက်တယ်လို့ဆက်လိုက်ရတယ်အဲ့တော့ right ဆိုတာကထောင်လိုက်ကွာဝေးဆိုတာကအခုဒီမှာဒီလိုဆက်လိုက်တဲ့အခါကျရင် triangle ရဲ့ဒီ1နဲ့3ဒီထောင်လိုက်ကွာဝေးပြောတာဒါဆိုရင် right ဒါကို right လို့ခေါ်တယ်3 run ကလည်းအဲ့လိုပဲဒီချက် horizontal distance ကိုပြောတာ horizontal ဆိုရေပြင်ကြီးကွာဝေးဆိုတော့1နဲ့3ဒါဆိုရင် run ရဲ့တန်ဖိုးကလေ3နားလည်မလားတခြားလေးပြန်ကြည့်ပေးမယ်နော်ဒီမှာဆိုရင် right ဆိုတာက down လိုက်အကွာဝေးတချို့တို့ဒီလိုမျိုးဆက်လိုက်တဲ့ triangle ရဲ့ down လိုက်အကွာဝေးပြောတာဖြစ်တဲ့အတွက် down လိုက်က1နဲ့3 right က3 run ကရေပြင်ကြီးအကွာဝေးဖြစ်တဲ့အတွက်1နဲ့3အဲ့တော့ဒီချိန်ကဒီ right နေရာမှာ3 run နေရာမှာလည်း3ဆိုတော့သူရဲ့ slope တန်ဖိုးက1ရမလားဒါဆိုရင်ခုနဒီချို့ point နှစ် point ယူရဲ့အဖြေကလည်း1ပဲအခု right spiral နဲ့တွက်တဲ့အဖြေကလည်း1ပဲဆိုတဲ့အဓိပ္ပာယ်ကဒီချို့ line တစ် line မှာ slope တစ်ခုပဲရှိပါတယ်ဘာလဲဆိုရင်ဒီ line ရဲ့နှုံးတက်သွားရဲ့နှုံးကိုရှာတာဖြစ်တဲ့အတွက်ဒီချို့ကဘာနည်းနဲ့ပဲတွက်အဖြေကတစ်ခုပဲထွက်ရပါမယ်မှားလို့မရပါဘူးเนาะဒါဆိုရင်ရမလားရှင်ဒါဆိုရင်ဒီချိန်နောက်ထပ်ပုံမဟုတ်ဘဲနဲ့ point ပေးရတဲ့ခါကျရင်ရောဘယ်လိုမျိုးရှာရမလဲဆိုတာလေးတစ်ပုဒ်လောက်ထပ်ထွက်ပြမယ်เนาะOkay ဒီမှာဆိုရင်ကျွန်တော်တို့ slope ရှာခိုင်းပါတယ် point နဲ့ point ပေးရတယ်ဆိုမှတ်မိလားကိုကြိုက်တဲ့မှတ်ကို h1y1 h2y2 တည်ရုံပါပဲဒီမှာဒီချက်က h1y1 ကိုပထမအမှတ် 1,-4 ထားလိုက်မယ် h2y2 ကိုဒုတိယအမှတ် 2,7 ထားလိုက်မယ်ပြီးသွားရင် m equal to y2 minus y1 by h2 minus h1 ဆိုတော့ခုနကလိုပဲအမှတ်လေးကိုသိချကြည့်ပါမယ်မရှမ်းပါနဲ့တခြားကြည့်ပါမယ်ဆိုတော့ y2 တည်ရတာက7ပြီးတော့ဒီ formula အနှုတ်ကအနှုတ် y1 တည်ရတာက -4ဒီချက်တခြားပြောရနော်ဘာလို့လဲဆိုရင်အဲ့နေရာလေးရှင်းကြလို့ပါဒီ formula အနှုတ်နဲ့ဒီချက်ကဒီကဏ္ဍအနှုတ်နဲ့သွားပြီးတော့မရောလိုက်နဲ့နော်အချို့တွေကအနှုတ်ကြံခဲ့တာမျိုးဖြစ်ရင်ဒီချက်ကအဖြေမှားသွားအဲ့တော့နောက်ပြီးတော့ဒီချက် h2 ကဒီမှာ2 h1 က1ဒါဆိုရင်ဒီမှာအနှုတ်နဲ့အနှုတ်နဲ့မြောက်တော့ဒီချက်ကအပေါင်းဖြစ်သွားမယ်7 + 4 by အောက်က2ထည့်ရ1ကိုနှုတ်တော့1ကျန်တယ်ဒါဆိုရင်ဒီချက်ရဲ့တန်ဖိုးက7ရမလားအဲ့တော့အခုရှိတာကဒီလို point ပဲပေးရတဲ့ပုံစံကိုတော့ right spiral နဲ့တွက်လို့မရဘူးเนาะဒါပေမဲ့ပုံပေးရတဲ့ပုံစံကိုကြတော့ right spiral နဲ့တွက်လို့ရတယ်အမှတ်နဲ့ရှောင်လို့ရတယ်ဆိုတော့ slope ကတော့ဒါလေးပါပဲလွယ်ပါတယ်เนาะကျန်တဲ့နောက်နေ့ကျရင်ဒီချို့ဒီ line တွေပြရင် slope တွေတူတဲ့အကြောင်းလေးဒီ perpendicular ဖြစ်ရင် slope တွေ
negative reciprocal ဖြစ်တဲ့အကြောင်းကိုဆက်ပြီးရှင်းပြပေးပါမယ်ဒီနေ့တော့ဒီချက်ကိုဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှဒီကပလန်တို့ဒီ macroe တို့ file ထဲမှာရှိတဲ့စလုံးနဲ့ပတ်သက်တဲ့အခန်းလေးတွေလေ့ကျင့်ထားပေးလို့ရပါတယ်အဲ့ file လေးတွေမရှိဘူးလိုချင်နေဆိုရင်ဒီချက်စီမှာလာတောင်းလို့ရပါတယ်เนาะအဲ့တော့အားလုံးပဲ fighting မှာဗမ်းမှန်မှာနောက်ရက်မှာတွေ့ပါမယ်